အရေးကြုံတဲ့အဲ့ဒီနောက်ဆုံးမိနစ်မှာပဲကျက်ရဲ့အသင်းဖော်ကမေးစေးများတစ်ချောင်းပစ်လိုက်တယ်။မြားကတားရဲကြီးရဲ့အသက်သွေးကြောအားနည်းချက်ကိုကွက်တိမှန်သွားပြီးကျက်ရဲ့အသက်ကိုကဲတင်နိုင်ခဲ့တယ်။ဒါပေမဲ့အဲ့ဒီမြားချက်ကတားရဲကြီးကိုပိုပြီးတောင်းကျမ်းသွားစေခဲ့တယ်။ချက်ချင်းဆိုသလိုပဲတားရဲကြီးကမြေကြီးထဲကနေရုံထွက်လာပြီးထိတ်လန့်တကြားနဲ့ကျက်ရဲ့အသင်းဖော်စီတက်ကြီးပြေးဆော်တော့တာပဲ။တားရဲကြီးကအသင်းဖော်ကိုတလုတ်တည်းမျိုးချဖို့ကြိုးစားတဲ့အချိန်မှာချက်ကမြင်သွားပြီးကူညီဖို့ပြေးဝင်သွားခဲ့တယ်။ပြင်းထန်တဲ့တိုက်ပွဲအပြီးမှာတော့မေးစေးကနောက်ဆုံးမှအာနီတင်ပြလာတယ်။ချက်ကတားရဲကြီးရဲ့ပါဇက်ထဲကနေသူ့အသင်းဖော်ကိုဆွဲထုတ်ပေးနိုင်ခဲ့လို့အသင်းဖော်လည်းတပြင်းချနိုင်သွားတော့တယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာအသင်းဖော်ဟာစက်ရုပ်ဝတ်စုံထဲမှာရှိနေတာချက်ဖြစ်နေမှလုံးဝမသိရှာဘူး။အသင်းဖော်ကတော့ဂျက်အစ်ဟာတည်သွားပြီလို့ပဲထင်နေတော့မယ်။ဘာလို့လဲဆိုတော့မကြခင်ကတည်းအဲ့ဒီဝတ်စုံရဲ့မူလပိုင်ရှင်ဟာဝန်ပလွေဝန်အိုကြီးတစ်ကောင်ရဲ့ကြိုက်တက်တာကိုခံခဲ့ရလို့ပဲ။ဂျက်မှာအခြားရွေးချယ်စရာမရှိပဲအဲ့ဒီဝတ်စုံကိုကောက်ဝတ်ပြီးမူလပိုင်ရှင်အသက်ရှင်နေသေးတယ်လို့ယူဟန်ဆောင်ခဲ့ရတာ။အဲ့ဒီနောက်မှာတော့ဂျက်နဲ့သူ့အသင်းဖော်ဟာခီးဆက်ခဲ့ကြပြီးမကြခင်မှာပရိုဖက်ဆာကိုဆက်ရှာဖို့စီစဉ်ထားကြတယ်။လန်ခုလက်မှာဂျက်ကအကြောင်းအရာတစ်ခုကိုသတိရသွားတယ်။ဂျက်ဟာအဖွဲ့တွေကတခြားလူတွေကိုဘယ်တော့မှသဘောမကျခဲ့ဘူး။ဒါကြောင့်သူကအသင်းဖော်ကိုဂျက်အပေါ်ဘလို့မြင်လဲဆိုပြီးမနေနိုင်ပဲလှမ်းမိမိတယ်။အစကတော့ဂျက်ကသူ့အသင်းဖော်လဲဂျက်အကြောင်းကိုမကောင်းပြောပြီးညီးတွားလိမ့်မယ်လို့ထင်ထားတာ။ဒါပေမဲ့မထင်မှတ်ပဲအသင်းဖော်ကဂျက်အကြောင်းပြောတဲ့အခါဝမ်းနဲ့ပူဆွေးတဲ့လေတံပဲထွက်လာခဲ့တယ်။အဲ့ဒီညသူတို့ခီးတစ်ထောင်တော့ဂျက်တယောက်အမှန်တရားကိုဖွင့်ပြောရတော့မယ်လို့ခံစားလိုက်ရတယ်။အသင်းဖော်ပေါ်ဆက်ပြီးမလိန်ကျင်တော့တာမို့ဂျက်ကမျက်နှာဖုံးကိုချွတ်လိုက်ပါတော့တယ်။မျက်နှာဖုံးအောက်ကဂျက်ကိုအသင်းဖော်မြင်လိုက်ရတဲ့အရာအလုံးပြောင်းလဲသွားခဲ့တယ်။အသင်းဖော်ကဝစ်စုံရဲ့တော့ကိုယူထားပြီးသားဖြစ်တဲ့အပြင်ဝစ်စုံရဲ့အသက်ရှူအဆူရှင်ကိုပါပိတ်ပစ်လိုက်တယ်။ဒါရင်မကသေးဘူးဝစ်စုံရဲ့ကြောဖို့အိတ်ထဲကစွမ်းအင်ဘဟုချက်ကိုပါခိုးယူသွားခဲ့တယ်။ဒီအချိန်ဒီမှာဂျက်ဟာအသင်းဖော်ထွက်သွားတာကိုဒီအတိုင်းငေးကြည့်နေုံကလွဲလို့ဘာမှမတတ်နိုင်ခဲ့ဘူး။ဂျက်တစ်ချက်မှမလှုပ်ရှားနိုင်ပဲတညလုံးဒီအတိုင်းမတက်ရနေခဲ့ရတယ်။နောက်တနေ့မနေ့ရောက်တဲ့အခါဂျက်နိုးလာတော့သူ့ပတ်ပတ်လည်မှာဗီဇပြောင်းပိုးဟက်တွေဝိုင်းနေတာကိုတွေ့လိုက်ရတယ်။ဂျက်ဘာမှမလုပ်နိုင်ခင်မှာပဲအဲ့ဒီပိုးဟက်တွေကသူ့စီပြေးဝင်လာကြတော့တယ်။အဲ့ဒီနောက်ဆုံးစက္ကန့်မှာပဲအမျိုးသမီးတစ်ယောက်ရုတ်တရက်လျှောက်လာပြီး